Hello အားလုံးပဲမင်္ဂလာပါသခင် Football News AIG Channel နဲ့သခင် TikTok ကနေပြီးတော့ကြိုဆိုပါရစေဒီနေ့နည်းနည်းနောက်ကျသွားတယ်ဗျာနောက်ကျသွားဆိုကျွန်တော်တနေကုန်လုပ်ပြီးရှုံးနေရတယ်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်မလုံနိုင်သေးရပါတော့မလုံနိုင်သေးရနဲ့နည်းနည်းလေးနောက်ကျသွားတယ်ဒါပေမဲ့ Champion League ပွဲဆိုပေးနေတယ်ဗျာနောက်ကျတဲ့ပွဲတွေပဲเนาะနောက်ကျပဲမောင်းနေတော့မမီတော့ဘူးမမီတော့ကျွန်တော်တို့555တို့ဟိုဟာတို့ရှိမှာပေါ့เนาะဝိုင်းဘတ်တို့အဲ့ဒါကြီးနဲ့တော့လောင်းလို့ရပါတယ်ပေါ့เนาะအဲ့တော့ဒီ Champion League ပွဲလေးတွေကိုမခံမှန်းခင်ကျွန်တော်တချင်းလေးတစ်ပုတ်ဆိုပြချင်ပါတယ်အဲ့ဒီချင်းလေးကတော့ဆောင်းဝင်တော့မြည်တန်ဆိုတာအဲ့တချင်းလေးကကျွန်တော်တို့အရင်နှစ်ကအာဆင်နယ်ကိုစနေတဲ့တချင်းလေးပေါ့နော်တချို့အသင်းဖန်တွေ19သင်းဖန်တွေအာဆင်နယ်ကိုစနေတဲ့တချင်းလေးပါဒီနှစ်တော့သူတို့တော့ဖြစ်သွားပါတယ်အားကြောင့်ကျွန်တော်ဗုဒ္ဓဘာသာလူမျိုးတွေမှာဝစ်ဆိုတာနော်ဘွားမကူချက်ချင်းလဲတတ်တယ်ပေါ့နော်အခုတော့ကိုယ်ဆောင်လေးတွေကိုပိုက်ကိုအထုပ်လေးတွေကိုပိုက်ပြီးတော့ဆောင်လေးတွေကိုအထုပ်ကိုပိုက်ဆိုဆောင်လေးတော့ယူသွားနော်ဆောင်လေးယူသွားဂူထဲကိုတန်းတန်းလေးဝင်လို့ရပါပြီဟိုအကိုကြီးကအကိုကြီးညီလေးကညီလေးညီမလေးကညီမလေးနဲ့တန်းစီပြီးကုန်ဝင်သွားလို့ရပါပြီဂူထဲမှာဟိုဆောင်လေးလုံးကြုံနဲ့နွေးနွေးထွေးထွေးဝစ်ပြီးတော့အေးချမ်းနေလို့ရပါပြီလို့ကျွန်တော်ပြောချင်ပါတယ်နောက်ထပ်စောင်းမဝင်တဲ့ညီမလေးအသေးရှင် sorry ညီမလေးမပါဘူးကလေးလေးတို့ဟိုသခင်ကြီးတို့ဟာတို့လိပ်ပူလို့တော့တဲ့မလားကုန်ဝင်သွားပြီဂူထဲကိုဝင်သွားပြီညီမလေးတသိန်းကြံနေတယ်ညီမလေးကမဝင်ဘူးညီမလေးနောက်ပတ်ဝင်ရပါလိမ့်မယ်နောက်ပတ်ကျရင်ဂူထဲကိုဝင်ရပါလိမ့်မယ်စောစီစီညီမလေးကစောင်းမကြသေးရပါညီမလေးကနောက်ပတ်မှာစောင်းကြမှာပါအဲ့တော့တချို့အသင်းတွေတော့စောင်းနေဝင်ကုန်ပြီစောင်းနေဝင်ကုန်ပြီဆိုတော့တချို့အသင်းတွေကတော့ဒီ1ရက်2ရက်လောက်ပါပဲဂူဟောင်းအောင်ပါဗာဒီနေ့အခုချန်ပီယံလိတွေရှိတော့ချန်ပီယံလိနိုင်ဝိုင်းဂူထဲကနေပြန်ထွက်ရောဟောင်းပြန်လုပ်လို့ရတယ်ပေါ့နော်တချို့အသင်းတွေကတော့တပတ်လုံးရေကုန်ထုတ်ပြီးတော့ဂူထဲမှာနေပါဟောင်းမလုပ်ပါနဲ့ဘာလို့လဲဆိုတော့ဟို10ယောက်17ယောက်ကစားတာဟိုမနိုင်လို့လုံးဝဟောင်းမလုပ်ကြပါနဲ့အဲ့တော့ AC လေးဂူထဲမှာစောင်းလေးဖက်ဂိမ်းလေးဆော့ပြီးတော့စောင်းလေးချုံပြီး AC နေပါဒါကျွန်တော်အကြံပေးခြင်းဖြစ်ပါတယ်စတာပါအလကားစတာပါကဲကျွန်တော်ဒီချန်ပီယံလိပွဲလေးတွေကိုခန့်မှန်းပေးချင်ပါတယ်အဲ့ဒါကတော့ကျွန်တော်ဘေမီကာနဲ့8ချက်ပွဲပါဘေမီကာနဲ့8ချက်ပွဲပါဆိုရင်တော့ကျွန်တော်ရှေ့ဝေးတွေမပြောတော့ပါဘူးဘေမီကာနဲ့8ချက်ပွဲမှာဆိုရင်တော့နှစ်သင်းလုံးကိုရှူအားလည်းနေတယ်အခက်လည်းပြတ်နေကြတယ်ဒီချန်ပီယံလိမှာဘွားပြတ်နေကြတယ်နှစ်သင်းတို့ရဲ့အဲ့ဒါကြောင့်ကျွန်တော်ဘောပေါင်းအောက်ကြိုက်ပါတယ်နောက်တစ်ခုကတော့ဂလာတာဆေးနဲ့စိတ်ချီလိုစီပါစိတ်ချီလိုစီအသင်းမှာဆိုရင်တော့ကျွန်တော်ဂလာတာဆေးကိုကြိုက်ပါတယ်ဟိုစမန်တို့နဲ့ဦးဆောင်လာမဲ့ဂလာတာဆေးကိုကြိုက်ပါတယ်နောက်တစ်ခုကချက်စီနဲ့ဘာစီလိုနာပွဲမှာဆိုရင်တော့အိမ်ဝင်းချက်စီကိုကျွန်တော်ကြိုက်ပါတယ်ဘာလို့ချက်စီကိုကြိုက်လဲဆိုတော့ level 40ဆိုတဲ့ကြီးတစ်ခုမှာချက်စီကထက်ကြီးဖြစ်နေတယ်ဒီလူနဲ့ဒီလူเนาะထက်ကြီးဖြစ်နေတယ်ဒါပေမဲ့ချက်စီကဘာစီကိုကောင်းသမားနိုင်တဲ့အသင်းမှာညီမလေးစောစီလဲစောင်းဝင်သွားနိုင်ပါတယ်ပေါ့နော်ဒါပေမဲ့ညီမလေးကနောက်ပတ်မှာစောင်းဝင်မယ်ထင်တယ်နော်အဲ့တော့ချက်စီကိုရွေးတာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်နေယူနဲ့မာဆေးပါနေယူနဲ့မာဆေးပွဲမှာဆိုရင်တော့နေယူကဆရာအိမ်ဝင်းတော်ကောင်းတဲ့အသင်းမှာမန်စီးတီးလိုအသင်းတော်မှာအိမ်ဝင်းမှာနိုင်ပြန်ပြီးတော့သူကနိုင်ထားတဲ့အသင်းဆိုတော့အိမ်ဝင်းကောင်းတယ်ဒါပေမဲ့အဝေးကွင်းမှာဆိုရင်တော့သူလိုကိုလိုပါပဲအဲ့တော့မာဆေးအိမ်ဝင်းမှာနေယူအမြင့်ဆုံးသေပဲရမှာပါအားကြောင့်မို့ကျွန်တော်မာဆေးကိုရွေးချယ်ခြင်းဖြစ်ပါတယ်နောက်ထပ်တစ်ပွဲကတော့ကျွန်တော်ဒေါမွန်နဲ့ဘီလာရီယာပါဒေါမွန်ကချီယူအသင်းမှာပြီးရင်ဒေါမွန်ရဲ့နောက်တန်းကြီးကလည်းစိတ်ချမှုမရှိပါဘူးဖုန်တကိုရှင်ဖြစ်နေပါတော့နော်အဲ့တော့ဘီလာရီယာကလည်း6သိမ့်မရှူတတ်တာနဲ့ဒေါမွန်ရဲ့နောက်တန်းကြီးနဲ့ဆိုတော့ဒေါမွန်ကတစ်လုံးရှူမှာဘီလာရီယာတစ်လုံးရှူနိုင်ဒေါမွန်က2ဂိုးရှူမှာကြေးအပြည့်အောင်မှာပလက်80ကိုမကြည့်နဲ့ကြေးအပြည့်အောင်ပဲကြည့်အဲ့တော့ပလက်80ကိုမကြည့်ဘဲနဲ့ရှေ့ကထမင်းတို့ကိုမကြည့်ဘဲနဲ့နောက်ကဝင်းရင်တို့ကိုကြည့်ပါဝင်းရင်တို့ကတော့ဘီလာရီယာဖြစ်ပါတယ်အဲ့ဒါကျွန်တော်ဘီလာရီယာကိုကြိုက်ပါတယ်ဒီနေ့ကျွန်တော်ပေးတဲ့ free မောင်း9မောင်းကတော့ဘီမီကာ9အောက်ဂလာတာဆယ်ရီချက်စီနဲ့မာဆေးပြီးရင်ဘီလာရီယာဖြစ်ပါတယ် free body တပွဲကတော့ဘီလာရီယာကိုပေးထားပါတယ်ကျွန်တော်ဘီလာရီယာကိုကြိုက်ပါတယ်ပြီးတော့69.99နှစ်ပွဲရှိပါမယ်69.99ကဒီမောင်းထဲလည်းမပါဘူးပြီးတော့ကျွန်တော်တို့ကကျတော့ဘီလာဟိုပါပေါ့ free တစ်ပွဲလည်းမဟုတ်ပါဘူး69.99နှစ်ပွဲဆိုပြီးကျွန်တော်တက်ထုတ်ထားပါတယ်69.99နှစ်ပွဲကိုလိုချင်တယ်ဆိုရင်တော့39ခွန်649ခွန်5611ကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ် Telegram နဲ့ဖြစ်ဖြစ် Viber နဲ့ဖြစ်ဖြစ်ဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်အခုပုံမှန်ဝင်နေကြ customer လေးတွေကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်တစ်ပတ်နှစ်ပတ်အတွင်းမှာတော်တော်လေးကိုလာပြီးတော့ဝယ်ကြတဲ့အတွက်လည်းကျွန်တော်ကျေးဇူးအထူးတင်ရှိပါတယ်ပြီးတော့တပွဲကိုဘယ်လောက်ရောင်းလဲ main ကန်ကြီးကိုအတွက်တပွဲကို3000ပါနှစ်ပွဲယူရင်9000ပါစီးပွားဖြစ်မဟုတ်ပါဘူးကြားပြောက်တော့လက်ဖိတ်တော့ကွန်ဆာတော့ဆက်လက်တော့ပဲရှိပါတယ်ဒါပေမဲ့ညီကိုတို့အနေနဲ့ကောင်းကောင်းအသုံးချတတ်မယ်ဆိုရင်တော့အကျိုးမြတ်တွေအများကြီးရှိပါတယ်ဘယ်လိုတောင်းယူလဲဘယ်လိုမှတောင်းယူပါဘူးပေးထားပါတယ်နိုင်အကောင်းဆုံးရွေးချယ်ပြီးတော့ပေးထားပါတယ်နိုင်အောင်လို့လည်းပေးထားပါတယ်ရှုံးသွားရင်တော့မတတ်နိုင်ဘူးเนาะကဲဒီနေ့တော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်အားလုံးအပေါင်းပြကြပါစေအပေါင်းတွေလည်းပြကြမှာပါအကုန်အဆင်ပြေမှာပါကဲဒီနေ့ဒီလောက်ပါပဲ